ကြာသပတေးနေ့မွေသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဩဂတ်လ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာအပြိုင်ဆိုင်အားလုံးကိုကျော်လွှားနိုင်မယ်ဘဝတိုးတက်မယ်အရေးပါတဲ့ကံတလန်းနဲ့အောင်မြင်မှုလမ်းကြောင်းရှိမယ်အလုပ်စီးပွားဘဝအလုံးစုံတိုးတက်မယ်ကောင်းသောအမြင်နဲ့ကြောကြားခြင်းကိုကြုံမယ်အများကအသိမှတ်ပြုခြင်းကိုကြုံလိမ့်မယ်လုပ်သမျှအောင်မြင်မှုတွေတရက်နေ့မှာရရှိမယ်နေ့ရက်နေ့မှာရန်တိုက်ခံနေတဲ့ဒိတ်တိုက်တွေ့ရတတ်တယ်သူတစ်ပါးကြောင့်ကိုရည်ရွယ်ချက်တွေနှောင့်နှေးတတ်တယ်အဲ့ဒီနေ့မှာမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်အဲ့ဒီနေ့ငကဘောရက်နဲ့တိုက်ဆိုင်တယ်အဲ့ဒါမနေ့10နိုင်ခွဲနဲ့7နိုင်အတွင်းသွားလာနေထိုင်ကျူးဆန်3ရက်နေ့မှာတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်4ရက်နေ့မှာအယောင်ဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးခြင်းကြုံမယ်5ရက်နေ့မှာငွေကြေးကံထူးထူးခြားခြားကောင်း6ရက်နေ့မှာလုံးသမျှနှောင့်နှေးမယ်ပြီးမှအဆင်ပြေသွားမယ်9ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးရယူပြီးတော့လိုရာစန္ဒမှန်သမျှပြေဝအောင်ဆောင်ရွက်နိုင်လိမ့်မယ်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးပါတယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တွေကိုဝစ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူရောင်ပန်းဝင်လေးတွေဖျားကပ်လူပူဇော်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်